โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်လီပါဒီဗီဒီယိုထဲမှာဘလော့ဖူထဲမှာလူကြိုက်များစုဖြစ်တဲ့ဗုဒ္ဓဖူ E1 ဖြစ်ပါတယ်ဗီဒီယိုထဲမှာစကြကျွန်တော် channel ကို like subscribe လုပ်ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့စကြမယ်အခုကျွန်တော်လာထဲမှာဗုဒ္ဓဖူရောက်နေပြီပေါ့နော်ဆိုတော့ E လိုက်ပါမယ် KK ငါဗုဒ္ဓဝေးရမလို့ပါသေးဘူးဆိုတော့ V1 မရှိပါသေးတယ်ဆိုတော့ကျွန်တော်ဒီ V2 သွားတင်ကြအောင် let's go V2 သွားတင်ကြအောင် Okay မှာ video တွေမနေအောင်ရောက်လာပြီပေါ့ဗျာအဲတော့ကျွန်တော်ကူညီဖို့ကလူနှစ်ယောက်ကရောက်လာပြီပေါ့သူကကူညီပေးမယ်လို့ပြောပြီပေါ့နော်အဲကျွန်တော်လက်ခံလိုက်တယ် KK ဆိုတော့မိုင်းရောပြေးကြမယ်နိုင်ပြောရှင်ဗုဒ္ဓဘရိတ်ကကျွန်တော်တောက်ထဲတော့မနိုင်ဘူးကတော်တော်ခက်တယ်ပေါ့နော်။ကျွန်တော် V2 ရှိပေမဲ့လည်းဗုဒ္ဓ V1 နဲ့ဆိုတော်တော်စတန်းနေရမ်းများတယ်ဗုဒ္ဓဘူးက။ KK စားမယ်။ပတ်စံတိတ်ပေးလိုက်ရပြီကွာ။ Let's goဒီဟိုဗုဒ္ဓကောင်ကြီးကကေပြီမယ်လို့ပြောရပါဗျာ။ Okay စားပြီ။ခက်တယ်ခက်တယ်ဗုဒ္ဓဘရိတ်က။နိုင်ဘူးလားနိုင်ဘူးကတိတ်မသေးရောက်ကြီး2 1 let's go စားဟိုမပေါ်လိုက်ခုတ်ပါဟာလာခွာKKစကောโอเคတော့တော့ထိုင်ပါဒီကောင်မှာတက်လိုက်မယ် Okay ရဟိုမတက်ကြီးရနေတာသူ့ကောင်ဟာဟိုဒီကောင်နေကေမယ်လို့ပြောငါပြက်ကိုရအောင်ဖြစ်နေတယ်လည်းလုံးပြင်ပြီကွာ Okay ရှော့အောင်ทีมပါဆောက်လို့တုံးတာစပယ်KK Okay တတကောင်မှာကြောင်းကောင်းတယ် Okay Island 1ပြီးပါပြီတော့ Island 2သွားကြအောင် Let's go ဟောရငါကုန်းမနဲ့ဘီလီပေါ်မှာတော့တော့မယ်ရေးစင်းလို့ပါရေးစင်းကရေးနေသေးတင်ပါဟောလာမြလာရောက်ပြီဟောချအောင် Okay ဟောရှိမရလာခုတ် Okay နောက်ကောင်သေးပါပြီလို့ Okay ဟာဗုဒ္ဓဗီဒီယိုရောက်ရှင်တော့တော့အကောင်ကြီးဖြစ်ပြီကွာအဲဆောင်းလိုက်Okay ကိုရှိမှတော့မကြတော့ရောက်ပြီဟိုမှာကောင်ဟိုမှာပေါ်လာကောင် Okay တေးIsland 2ပြပါမယ်လာIsland 2သွားမယ်ဟောရင်ငါဟိုဟာဖုန်းထဲမှာဆိုလို့အရှက်ဟာကိုဖိတ်ထားတော့မမြင်အောင်ရှိလို့တောင်းနဲ့KKဟောရင်းနေတော့တင်မှာကွာရင်းနေတော့တင်မှာနော် Okay Island 3လောက်စမ်းမှာဟာဟောKK Island 3ရောက်ပြီIsland 3ရောက်ခုတ်ဝိုင်းOkayဟောရပုတ်တဲ့ရခေါင်းကြီးပြမြန်နေရပဲခုတ်တာKKမင်းအကောင့်သေးလားကိစ္စမရှိဟောပြန်ဝင်လာပြီဟောရဟိုမှာအကောင့်သေးလေးငါချမေးကောင်းကြီးစားဟာဟောလိုင်းကြရကွာခုတ်လာပြီဒဲမေးမထွက်လို့မျိုးပဲ Okay ရောက်မဗုဒ္ဓကောင်ဟာဟောငါနဲ့ V1 တူပဲဟိုဒီကောင်ဟိုစပိတ်လုံးတာဟိုပုံးဆိုမြေကြီးလို့ခုနောက်ကြီးပေါက်တာလားဘာနဲ့လက်ကြီးနဲ့ပေါက်လာလားမသိဟိုရောက်စတန်းများလေဟာအဲစတန်းများလေလို့ပြောတာဟုတ်KKဒီကောင်ဝင်တက်ကိုကုန်းမနဲ့ထိုးပေးမယ်ရော့အောင်မနီးလေးကိုဒါနဲ့ပဲခုတ်တော့ဒါနဲ့ခုတ်တာပူကျိုးရှိတော့ခံစားKKရောက်ပြောက်သွားတော့အမတကောင်မကြံတော့ဟာဟောပြီးသွားပြီကွာဒီအားလည်းဖိုးသွားကြမှာဟိုရှိမှမသိဟောငါလေကွာအရှိတုံးတော့နောက်ပြရောက်နေတော့တလွဲရောက်ဟိုအားလည်း5ရောက်တော့မင်းဟောဒါအားလည်းဖိုးပဲရှိတယ်နော်ဟိုရှိမှလည်းဖိုးမြန်လာကျော် Okay ရောက်ဟာဟိုငေါဘယ်ထောက်သွားတော့ငါတကောင်လည်းဘလူးနိုင်မှာတော့ what the fuck ရောဗီဒီယိုခွင့်ခုံမယ်ဒီကောင်ဗီဒီယိုခွင့်ခုံမယ်ငါဗီဒီယိုကမပွင့်သေးဘူးကလီတန်းလေးခုမှတီးပဲရှိသေးရောကောင်ပေါ်မှာကောင်းစားနေငါဒီမှာအောက်မှာကြောင်နေပြောက်ခီပါအဆင်ပြေပါဟောဒါနဲ့ဘာသာလို့ထိုးပြောတာရှိပေါ့နော်လာပါလေဆိုတော့ကျွန်တော်အခုဗီဒီယိုတင်လိုက်တဲ့ကောမအောက်တော့မြန်မာဗျာကျွန်တော်ရိတ်ကူညီဖို့ဘာလို့ပြောကြရပေါ့ကျွန်တော်ရိတ်ကူညီနေမှာလေဒါပေမဲ့အရင်ကကြတော့ကျွန်တော်အိုက်ဖူစားဆိုဘလို့မှရိတ်ကကူညီပြီးလို့မရဘူးဗျာအခုမှကျွန်တော်ဗုဒ္ဓစားရပြီဆိုတော့ရိတ်ကဘာညာကူညီပြီးလို့ရပါတယ်ဒီလိုဘာသာကဖက်ကမလူလာဖြစ်ပြီဗျာကိုစားတဲ့အတီးကိုဖူဝေးကလောက်ချင်တာဖြစ်ပြီကြောက်ရှင်အခုကျွန်တော်ကတိတ်မကောက်လာကြနေတာပါအတိတ်မကောက်ဘာလို့လာကြရမှာလဲဆိုလို့ရှင်တော့သူကရှင်းလေးပါဘာလို့လာကြရမှာလဲဆိုလို့ရှင်ကျွန်တော်အဲ့မှာပဲကျွန်တော် VC ပြောပါပြောလုပ်လို့ရတယ်ဗျာကျွန်တော်စာလေးပို့လို့ရပြင်ဘာသာရိတ်ဖူဝေးကလောက်ဖို့အကူညီလက်တာတောင်းလို့ရပါတယ်ကျွန်တော်အားကူညီပြီးပေါ့နော်ကျွန်တော်အမြဲအားနေပါ24နိုင်တော့အားရပါဗျာကျွန်တော်ဂိမ်းတိုင်းအားတိုင်းစပွန်နေတဲ့ကောင်လေးဆိုတော့ဘာသာကတကယ်ပဲအဝေးကလောက်ချင်တာဖြစ်ဖြစ်ပြကူညီတောင်းနေတာဖြစ်ဖြစ်အောင်ရှင်ကျွန်တော်အဲ့တိတ်ပဲကောက်လာခဲ့ပါဘာသာကျွန်တော်4 weekend ပါညာအဲ့ဒါကူညီပြီးပါဗျာ KK ပြောနေတဲ့စီနေဆိုတော့ဗီဒီယိုလေးဆက်ကြမှာ Okay ရောဗုဒ္ဓကောင်တီးတော့မယ်ရောက်ပြီမာနေတာဒီကောင်မာနေတာအရင်မာပြနေတာမာကောင်လေးခုတ်ကောင်ဟိုကောင်ဘာလို့အဲ့ဗုဒ္ဓကောင်တိုင်းကတ်နေတာဟကာလားမသိရောက်ဟကာကြီးဟာဟုတ်တယ်ဟကာကြီးဟာဒီဟကာမကမသိရောက်ငါရိတ်ကူညီရအောင်တည် Okay ပေါ်တည်ပါဟောပြီးပါဟာဘောကတွေးထားလည်းမပါဘူးကွာဆိုးလိုက်ရ
ဒါမဲ့လည်းတင်လောက်လည်းမခတ်ပါဘူးโอเคဒါဆိုကျွန်တော်တို့ subscribe ပွင့်ပါပြီအလုံးလည်းမယ်ပေါ့နော်โอเคဆိုဟိုမှာဗီဒီယိုရပြီစမိုင်းဖောင်ပြောင်းလိုက်အကြီးပြော်ပါပြီနောက်မှာလေတိဥစားလို့ကျွန်တော်လာလို့နဲ့โอเคဆိုတင်းပြောတော့ပါပဲကျွန်တော်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်စကားမစကျွန်တော် channel ကို like subscribe လုပ်ပေးတောင်းဆိုချင်ပါတယ်ဆိုတော့အားလုံးပဲ bye bye